အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့ဂေါဆော့မြန်မာ channel ကနေကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ဆရာမောင်မိုးအောင်ရေးသားထားတဲ့ဝိညာဉ်ရှစ်သူဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါအကြောင်းအရာလေးကိုမတင်ဆက်ခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe ပြီးတော့ပြီးဘေးနားက notification လေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒါဆိုအကြောင်းအရာလေးကိုစတင်လိုက်ကြရအောင်ဗျဆရာကြီးမို့အလုပ်ကိစ္စတစ်ခုဖြစ်ရန်ကုန်မြို့ပန်းစိုးလန်းလမ်းမပေါ်ရှောက်သွားနေစဉ်နောက်ဘက်မှခေါ်တန်ကြားလိုက်ရသည်ခေါ်တန်နှင့်အတူတစုံတစ်ယောက်ကနောက်ဘက်မှလက်ကိုလမ်းဆွဲလိုက်သည်ကျွန်တော်နောက်သို့လှည့်ကြည့်လိုက်သည်တချိန်ကတက်ထွဲတင်အတူတာဝန်ထမ်းဆောင်ခဲ့ဘူးသောတပည့်ဖြစ်သူဝင်းလန်ကိုတွေ့လိုက်ရသည်သူနှင့်အတူ၈နှစ်ကျော်ရွယ်မိန်းကလေးတစ်ဦးနှင့်အမျိုးသမီးကိုတွေ့ရသည်ခေါ်လိုက်ရတာဆရာကြီးရဲ့ဘာတွေတင်းနေတာလဲဝတ္ထုဇာတ်လမ်းတစ်ပုဒ်တွေးနေတာထင်တယ်ဆရာကြီးစာတွေရေးနေတော့မဟုတ်လားဆရာကြီးရဲ့ဝတ္ထုတွေကြပြတွေဖတ်ရပါတယ်အငိမ့်စားယူပြီးမှဆရာကြီးရဲ့စာတွေပို့ဖတ်ရတယ်အေးရင်းနေတော့မယ်မင်းပြောသလိုအငိမ့်စားယူပြီးမှပို့ရေးနိုင်တာမှန်တာပေါ့ဟိုတုန်းကတာဝန်တွေကတစ်ဖက်ရှိနေတော့သိမရေးနိုင်ခဲ့ဘူးဒါနဲ့သူကကျွန်တော်ဇနီးပါဒီကလေးကကျွန်တော်သမီးပါဩမင်းကမိမရနေပြီကလေးတော်ဒီရွယ်ရောက်နေမှာကိုငါကမင်းအသက်ကွဲပြီးလူပြိုကြီးလို့မထင်ခဲ့တာခုတော့ငါထင်ထားတာနဲ့တလွဲဖြစ်နေပါလားအေးလေငါပရိုမိုးရှင်းရပြီးဌာနပြောင်းသွားကြတဲ့ကမင်းတို့နဲ့အဆက်အသွယ်ပြတ်ခဲ့ကိုမင်းအောင်အသက်ငယ်တော့ပါလားတက်ထဲတွင်တာဝန်ထမ်းဆောင်စဉ်ကဝင်းလိုက်မှာကျွန်တော်နဲ့တရုံနဲ့တထားတာနဲ့ကျွန်တော်လက်အောက်တွင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်ရိုးသား၍အလုပ်ကိုလေးစားသူကြိုးစားသူဖြစ်သည်အတော့အစားမရှိဘဲတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်သူလည်းဖြစ်သည်ထိုအကြောင်းများကြောင့်ကျွန်တော်တပည့်များအနက်ဝင်းလိုက်ကိုပို၍ရှစ်ခင်တန်ရုံးစဉ်ဖြစ်ခဲ့ရသည်ကျွန်တော်နဲ့တက်ထဲရှိစဉ်ဝင်းလိုက်ကလူပြိုလူလို့ဖြစ်သည်လူပြိုများရိတ်တာတွင်နေထိုင်ရသည်အိမ်တော်စဉ်လိုက်မှကျွန်တော်နေအိမ်သည်ဝင်းလိုက်၏စားရင်တော့ရင်ဖြစ်ခဲ့သည်ဝင်းလိုက်ကသူစီနီးနဲ့ကျွန်တော်ကိုမိတ်ဆက်ပေးသည်ဒါကိုပြောနေတဲ့ကိုတို့ရုံးအုပ်ဆရာကြီးပါကိုရည်တက်ထဲရောက်လို့အရှိခံတင်တန်းတက်ကြက်ကြီးစရေးတင်တန်းတွေပြီးတာနဲ့ဆရာကြီးရုံးမှတာဝန်ကျခဲ့တာအဲ့ဒီချိန်ကလေးကဆရာကြီးဟာဝတ္ထုတွေကြပြတွေရေးနေခဲ့တာဟုတ်ကဲ့တွေ့ရတာဝမ်းသာပါလေကိုဝင်းလိုက်ကဆရာကြီးအကြောင်းမကြာခဏပြောနေတာလူချင်းတော့ခုမှတွေ့ဘူးလားကျွန်တော်ကဝင်းလိုက်မျက်နှာကိုကြည့်ပြီးပြန်ပြောလိုက်သည်ဟေ့ကောင်ဝင်းလိုက်ငါအကြောင်းနေတော့ပြောတယ်ဆွေကြောရွာသူအကြောင်းရောမင်းစနီးကိုပြောပြမထားဘူးလားရုံနိုင်တရားဖြစ်မှမဟုတ်တာရုံမှမဟုတ်လို့ကျွန်တော်မပြောခဲ့ပါဘူးနှစ်တွေကြာခဲ့ပေမဲ့ဆွေကြောရွာသူမတ်စိန်မြင့်နဲ့မင်းရဲ့ဇလန်းကိုငါဒီနေ့အထိမမေ့သေးပါဘူးငါကိုယ်တိုင်မကြုံခဲ့ရင်လည်းရုံမှမဟုတ်ဘူးပြောရင်ချစ်တီးတောင်ထလာတယ်ဆရာတပည့်တွေဘာအကြောင်းပြောနေကြတာလဲချစ်တီးထတာရောဆွေကြောရွာသူရောစုံနေတာပဲကျမစိတ်ဝင်စားလို့ပါဆရာကြီးတပည့်မပြောပေမဲ့ကြုံတုံးအဲ့ဒီဇလန်ကျမကိုပြောပြပါလားဆရာကြီးဘယ်လိုလဲဝင်လိုက်မင်းတို့ဇလန်ငါပြောပြလိုက်ရမလားကျွန်တော်ပြောရင်သူယုံမှမဟုတ်လို့ကျွန်တော်မပြောခဲ့တာပါဆရာကြီးကိုယ်တိုင်ကြုံခဲ့ရသူပဲပြောပြလို့ရပါတယ်အေးဒါဆိုပြောပြမယ်လမ်းပေါ်မှာစကားပြောလို့မကောင်းဘူးလားလက်ဖက်ဆိုင်ထဲမှာပြောကြတာပေါ့ကောင်းပါလေဆရာကြီးကိုလက်ဖက်ရည်မုံနဲ့အိတ်ခံပြရစီဝင်လိုက်မိသားစုနဲ့အတူနီးရလက်ဖက်ဆိုင်ထဲဝင်ခဲ့ကြသည်ဝင်လိုက်ကပင်လက်ဖက်ရည်မုံများမှားလိုက်သည်ကဲပါပြောမယ်ဆိုတဲ့ဆွေကြောရွာသူဇလန်ပြောပါတော့ဝင်းလိုက်စနီးကသိကျင်သောဖြင့်ကျွန်တော်ကိုပြောလိုက်သည်အေးပြောပါမယ်ဟိုးလွန်ခဲ့တဲ့1980ခုနှစ်ကျော်ကအဖြစ်တွေပါလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကကြုံခဲ့ရတာပါဒီဆွေကြောရွာသူမတ်စိန်မြင့်နဲ့ဝင်းလိုက်ပတ်သက်ဆက်နေတဲ့ဇလန်ကဒီလိုကွ1980ခုနှစ်ကာလဖြစ်သည်ထိုစဉ်ကကျွန်တော်တို့ရေတက်လေးချင်းဌာနချုပ်စိတ်ကြီးတန်လင်းတွင်တာဝန်ထမ်းဆောင်နေစဉ်ကာလဖြစ်သည်ထိုအချိန်ကပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့်မြစင်းရောင်ရွှေဝါမြေလိုအားပေးပွဲများဆောင်ရွက်နေသောအချိန်ဖြစ်သည်မြစင်းရောင်လိုအားပေးကာလမှာမိုးဥကြစပားစတင်ဆိုင်ပြသောကာလဖြစ်ပြီးရွှေဝါမြေလိုအားပေးကာလမှာစပားရည်သိန်းရွှေလျက်သောຫນွေဥကာလဖြစ်သည်ကျွန်တော်တို့ရေတက်လေးချင်းဌာနချုပ်မှလိုအားပေးတက်ခွဲနှစ်ခွဲရွှေဝါမြေလိုအားပေးတာဝန်ထမ်းဆောင်ရန်ထွက်ခွာလာခဲ့ကြသည်ကျွန်တော်တို့ရင်နှန်းဥဒိယရက်မှာခရမ်းသုံးခွလွန်ပိန်းကန်ရွာနှင့်ဆွေကြောရွာများတို့ဖြစ်သည်ပိန်းကန်ရွာတွင်တက်ခွဲတစ်ခွဲဆွေကြောရွာတွင်တက်ခွဲတစ်ခွဲတာဝန်ယူရမည်ဖြစ်သည်ကျွန်တော်တို့တက်ခွဲမှာဆွေကြောရွာတွင်တာဝန်ကြသည်နက်နက်10နာရီကျော်တွင်ကျွန်တော်တို့တက်ခွဲဆွေကြောရွာသို့ရောက်ရှိခဲ့သည်ရွာခံလူကြီးများကတဲကြီး3လုံးအစင်နှင့်ဆောက်လုပ်ထားပေးကြသည်ကျွန်တော်တို့တက်ခွဲတွင်တက်စု3စုပါသည့်တက်စု1စုလင်တဲတလုံးရသည်ဖြစ်သည်ကျွန်တော်ကတက်ခွဲရုံတာဝန်ခံဖြစ်၍တဲ3လုံးအနက်အလဲမတဲတွင်နေရာယူခဲ့သည်တဲတလုံးတွင်လူ30ကျော်ဆန့်သည်တာလပတ်များမိုးထားပြီးကောက်ရိုးများခင်းထားပေးသည်တဲအလဲတွင်လူသွားလန်း3ပေကျအခန့်ရှိသည်တစ်ဖက်စီတွင်ဇ
စစ်သည်15ဦးကိုနေရာယူစေသည်ကျွန်တော်တို့နေရာယူပြင်ဆင်နေသပါပင်ဆွေကတို့ရမှလူကြီး3-4ဦးလှဲတစည်းဖြင့်ရောက်လာသည်ကျွန်တော်တက်ခွဲရုံးသို့ရောက်ရှိလာခြင်းဖြစ်သည်ဒီကရဲဘော်တွေအတွက်မွန်ဟင်းကလာပို့တာပါအားနာစရာဖြစ်နေပြီကျွန်တော်တို့မှရိတ်ခါပါလာပါတယ်ကျွန်တော်တို့ရောက်လာမှသည်လို့မွန်ဟင်းကလုပ်ထားတာလားတက်ခွဲမှုကရွာကန်ဦးကြီးများကိုမေးလိုက်သည်ဦးရှိတူကတိချလောက်တာမဟုတ်ပါဘူးအာသူဘရက်လည်းအတူအိမ်ကပုတ်ခန်းလိုက်တာပါသူတို့ရနာအတွက်အားပေးလိုက်ကြပါဦးအာသူဘရက်လည်းရင်နဲ့တိုက်ဆိုင်နေလို့ပါဩဒါဆိုလည်းကျေးဇူးပါပဲရဲဘော်တွေအိုးတွေဝမ်းရှာကြပါဦးနွားလေးပေါ်မှာမိုးဟင်းကဟင်းရီဦးကြီးများမုံဖက်တောင်းများကိုကျွန်တော်တို့ဝိုင်းဝန်းကူညီချပေးလိုက်သည်တက်စုအလိုက်ဝင်ငှပေးလိုက်သည်ကျွန်တော်မှာတက်ခွေရုံအုပ်ချုပ်မှုကိစ္စများဆောင်ရွက်နေရသဖြင့်ရုံးအကူအဖြစ်တက်သားဝင်းနိုင်ကိုခေါ်ယူထားလိုက်သည်ထိုနေ့ညနေ6 နာရီတွင်တက်ခွေမှုကတန်းစီလူစစ်ပါသည်ပြီးနောက်စီကန်းရှင်များရှောင်းရန်ဆောင်ရန်များဖက်ပြပါသည်အထူးသဖြင့်အရက်မတော့ရလုပ်ငန်းခွင်ဝင်ရောက်စဉ်မိန်းကလေးများနှင့်ခင်းခင်းရှင်းရှင်းနေရရွာအတွင်းသို့အကြောင်းမဲ့မတော်ရောက်ရည်တို့ကိုမှားကြသည်ညဘက်တွင်ရွာလိုက်လေလိုက်လူကြီးများသူတို့အခေါ်လဲဆယ်ကောင်များရောက်လာကြသည်မနေ့ပြန်လောအားဖေးအတွက်လောအပ်သည့်လောအားဖေးအရေးအတွက်လာရောက်ညှိနှိုင်းခြင်းဖြစ်သည်နောက်တစ်နေ့မနေ့9 နာရီမှစ၍ရဲဘော်များတတုပ်ပြီးတတုပ်တတ်မှတ်နေရာများသို့ထွက်ခွာသွားကြသည်ညနေ6 နာရီရောက်တက်ခွဲရုံးသို့ရောက်ရှိသတင်းပို့ရမည်ဖြစ်သည်ကျွန်တော်တာဝန်မှာတက်စစ်အလိုက်တက်စုအလိုက်တက်ခွဲအလိုက်တနေ့တာလောအားပေးဆောင်ရွက်ခြင်းများကိုစုပေါင်းပြီးအထက်ဌာနချုပ်သို့တင်ပြရသည်ထိုတာဝန်များအပြင်ရိတ်ခါထုတ်ပေးခြင်းလက်နက်စာထမင်းလက်ဖက်ရည်စီမံခန့်ခွဲခြင်းတာဝန်များပါဆောင်ရွက်ရသဖြင့်တက်သားဝင်းလန့်ကိုကျွန်တော်တက်ခွဲရုံးတင်ထားကြည့်ခြင်းဖြစ်သည်ညဘက်6 နာရီတစ်ချိန်နှင့်9 နာရီတစ်ချိန်တန်းစီလူစေးရပါသည်လောအားပေးကာလမှာနှစ်ပတ်သာဖြစ်ပါသည်ကျွန်တော်တို့တက်မတော်ရေတက်ခွဲမှနှစ်ပတ်ပြီးသည်နှင့်ကြီးနှစ်လေးတက်ခွဲများရောက်လာကြအောင်မည်ဖြစ်ကြောင်းသိရသည်ညနေ6 နာရီတန်းစီလူစစ်ပြီးသည်နှင့်ဝင်းလိုင်းပြပောက်သွားသည်ကိုကျွန်တော်တတိထားမိလိုက်သည်ည9 နာရီလူစစ်ရှိအမိပြန်ရောက်လာမည်ဖြစ်သည်ဟဲ့ကောင်ဝင်းလိုင်းငါအလုပ်တွေဝိုင်းကူပေးဖို့မင်းကိုတက်ခွဲရုံးခေါ်ထားတာ6 နာရီတန်းစီပြီးတာနဲ့ပျောက်သွားတော့တာပဲဘယ်သွားနေတာလဲကျွန်တော်တောင်ဝင်ကျွန်တော်သိပါတယ်ခုညပြီးအောင်လုပ်ပါမယ်ပြီးအောင်လုပ်တာကဟုတ်ပါပြီမင်းဘယ်သွားနေတာလဲဘယ်ကောင်မှမဟုတ်ပါဘူးရွာထိပ်ကခေပင်အောင်လင်းချင်းခံသွားတာပါကန်ကိုဖြတ်ပြီးတိုက်လာတဲ့လေပြေကအေးနေတာပဲမင်းစင်ကြီးပေးတဲ့နေပြီလားဘာပြဿနာမှမကြားချင်ဘူးနော်စိတ်ချပါဆရာကြီးဘာပြဿနာမှမဖြစ်စေရပါဘူးညနေ6 နာရီနောက်ပိုင်းစစ်တူရင်တမ်ပူလာကြားခွေစသည်ဖြင့်ကစားခွင့်ပြုထားပါသည်တမ်ပူလာကစားနည်းမှာကျွန်တော်တို့ရေတက်သားများအများဆုံးကစားကြသည့်ကစားနည်းတစ်မျိုးဖြစ်သည်ဤသို့ကစားခွင့်ပြုထားရခြင်းမှာစစ်သည်များရွာထဲသို့မသွားရန်စုစည်းထားခြင်းဖြစ်သည်သို့သောဝင်းလိုက်မှာ6 နာရီတန်းစီပြီးတဲ့နှင့်ထုံးစံအတိုင်းပျောက်သွားပါတော့သည်ည9 နာရီအမီပြန်လာပြီးအလုံများတင်းကျုံလုပ်ပါတော့သည်ည10 နာရီမိဘေးအိတ်ရှင်ဖြစ်သည်မိစစ်ဖြစ်မိထွန်းထားသည်ဖြင့်မိစစ်ပိတ်သည်နှင့်စခန်းတစ်ခုလုံးမှောင်မဲသွားတော့သည်ဝင်းလိုက်မှာကျွန်တော်အနီးတွင်အိတ်သည်ဖြစ်သည်အိယာဝင်ချင်းတွင်ကျွန်တော်မေးလိုက်သည်မင်းညတိုင်းပြတ်သွားတယ်9 နာရီမှပြန်လာတယ်ဘယ်သွားနေတာလဲငါ့ကိုမှန်မှန်ပြောစမ်းကျွန်တော်ရွာထဲမသွားပါဘူးရွာထိပ်ကခေပင်အောက်ကိုသွားတာပါဟုတ်ပါပြီနေတိုင်းသွားနေတာပဲဘာကြောင့်မသွားမနေနိုင်ဖြစ်နေရတာလဲကျွန်တော်ပြောပါမယ်ကျွန်တော်ဆွေကြောရွာကကောင်မလေးတယောက်နဲ့ရင်းနှီးနေလို့ပါဘာပြောတယ်ရောက်တာမှတစ်ပတ်လောက်ပဲရှိသေးတယ်ဒီရွာကမိန်းကလေးနဲ့ပတ်သက်နေပြီလားမင်းတို့ဘေးရှင်တွေရောက်နေပြီလေသမီးသားဖြစ်နေပါပြီဆရာကြီးဟေးမြန်လာကြီးလားတက်ခွဲမှုသိရင်တော့မလွယ်ဘူးနေပါဦးဘလို့တွေးခဲ့ကြတာလဲကျွန်တော်ရောက်ပြီးနောက်တစ်ရက်မှာသူနဲ့တွေ့တာကျွန်တော်ခေပင်အောက်ထိုင်နေတော့သူရောက်လာတယ်စကားပြောကြရင်လည်းရင်းနှီးသွားကြတာတော်တော့ကွာမိန်းကလေးတွေနဲ့ကင်းကင်းချင်းနေဖို့မှားထားတယ်မဟုတ်လားကျွန်တော်သိပါတယ်ဘာပြဿနာမှမဖြစ်စေရပါဘူးရွာထဲကအဲ့ဒီကောင်မလေးကိုသွားသေးလားသူကအိမ်ကိုမခေါ်ဘူးလားရွာထဲမသွားပါဘူးသူလည်းမခေါ်ပါဘူးရွာထဲမသွားနဲ့နော်ပြဿနာတက်သွားမယ်ရွာထဲမသွားပါဘူးအဲ့ဒီခေမင်းအောက်မှာပဲတွေ့ကြတာကျွန်တော်သူ့ကိုမတွေ့ရရင်မနေနိုင်တော့ဘူးဖြစ်နေပြီကျွန်တော်လည်းအံ့ဩမိတယ်ကျွန်တော်သူ့ကိုဆွဲလန်းနေပြီဆရာကြီးကောင်မလေးတော်တော်ရှောလားနာမည်ဘယ်လိုခေါ်လဲတော်တော်ရှောတယ်ညိုကျော်လေးပါသူ့နာမည်ကမတ်စိန်မြင့်နဲ့ဆရာကြီးမင်းတကယ်မြင်နိုင်မဲ့သွားမဆန်းလိမ့်နဲ့တကယ်မြင်နိုင်ရင်အဆက်ဖြတ်လိုက်တော့တကယ်ယူနိုင်ရင်လက်ထပ်ဖို့ဖွင့်ပြောလိုက်ကွာသူခွင့်ပြရင်ကျွန်တော်သူ့ကိုလက်ထပ်မှာပါဒါဆိုလဲလက်ထပ်ရှင်ကြောင်းဖွင့်ပြောလိုက်တော့မနေ့ကညတွေ့ရင်ကျွန်တော်ဖွင့်ပြောလိုက်တော့မယ်နောက်တစ်နေ့ညနေ6 နာရီတန်းစီပြီးချိန်တွင်ဝင်းလိုင်ပြောက်သွားပြန်သည်6 နာရီမှ9 နာရီထိအချိန်သည်လိုအားပေးစစ်သည်များနှစ်သက်ရာကစားနည်းကစားခွင့်ရခြင်းဖြစ်သည်ဝင်းလိုင်တဲအတွင်းမရှိသည်ကိုမိသူများတတိမပြုမိကြပေည9 နာရီမှမ
င်းလိုင်ပြန်ရောက်လာသည်ဝင်းလိုင်မျက်နှာမှာမှုရသောမျက်နှာမျိုးဖြစ်နေသည်ကိုကျွန်တော်သတိထားမိသည်အေးရဝင်ချင်းတွင်ကျွန်တော်မေးလိုက်သည်ဟဲ့ကောင်ဘလို့လဲကောင်မလေးဘာပြန်ဖြစ်လဲသူ့ကိုလက်ထပ်ရှင်ရင်သူ့မိဘတွေစီမှာလာပြောပါတဲ့တကယ်သိကြတယ်နော်တကယ်သိကြပါတယ်ဆရာကြီးမနေ့ကညနေမင်းသူ့စီတော့အောင်မယ်မဟုတ်လားဆရာကြီးသိပါတယ်ကျွန်တော်သူ့ကိုမတွေ့ရရင်မနေနိုင်ဖြစ်နေတာငါပါလိုက်ခဲ့မယ်မင်းလက်ထက်မဲ့မျိုးသမီးဘယ်လိုရောဤမျိုးလဲဆိုတာသိကျင်တယ်ပြီးတော့မိဘမျိုးလည်းသိကျင်တယ်ဒီရတဲ့ကသူ့မိဘတွေနေရာလည်းသိကျင်တယ်ကောင်းတယ်ဆရာကြီးဒါဆိုမနေ့ကညလိုက်ခဲ့ပေါ့နောက်တစ်နေ့တန်းစီလူစစ်ပြီးချိန်တွင်ဝင်းလိုင်နှင့်အတူကျွန်တော်လိုက်သွားခဲ့သည်မိနစ်နှင်းငယ်သာလမ်းလျှောက်ရသည်ရေကန်တစ်ခုအနီးတွင်ကြီးမားသောခေပင်ကြီးတစ်ပင်တွေ့ရသည်ဒီညပဲဆရာကြီးအသေးအချာရှင်းထားတာသူမကြခင်ရောက်လာမယ်သူကဘယ်တော့မှကြိုပြီးရောက်မနေဘူးကျွန်တော်ရောက်လာပြီးမှပေါ်လာတတ်တာငါကခလေးတွေ့ရင်ရပါပြီသူ့မိဘတွေနေရာသိရရင်တော့ပြီသူချင်းစီလာမှာပါဝင်းလိုင်ကချင်းစီလာမည်ဟုပြောခဲ့တော့လဲည8 နာရီကျော်စီအထိထိုမိန်းကလေးပေါ်မလာခဲ့ပါဘလို့လဲဝင်းလိုင်မင်းကောင်မလေးခုထက်ထိပေါ်မလာပါလားဟုတ်ရဲ့လားကွာငါပါလာလို့ရှစ်ပြီးမလာတော့တာထင်တယ်9 နာရီလူစစ်အောင်မယ်ငါသွားတော့မယ်ဒီနေ့မှဘလို့ဖြစ်တာလဲမသိဘူးဆရာကြီးသွားနှစ်ပါ9 နာရီတန်းစီရင်ပြီးကျွန်တော်ပြန်လာပါမယ်အေးကောင်းပြီမင်းကောင်မလေးလာရင်မိဘအမိနဲ့လိပ်စာအတီးကြမေးခဲ့ဟုတ်ကဲ့စိတ်ချပါဆရာကြီးဝင်းလိုင်ကိုထားရိုက်ခဲ့ကကျွန်တော်စခန်းသို့ပြန်လာခဲ့သည်အရှားလိုများလုံနေခဲ့တော့လဲစိတ်ကခေပင်အောက်ရောက်နေသည်ကျွန်တော်စိတ်ထဲတမျိုးဖြစ်နေသည်ကျွန်တော်နာရီကြည့်လိုက်သည်9 နာရီပင်ထိုးတော့မီတန်းစီကွင်းတွင်ရဲဘော်များစုယုံရောက်ရှိနေကြပြီဖြစ်သည်9 နာရီထိုး၍တန်းစီခရမို့တန်ကြရသည်ထိုစဉ်မှာပင်ဝင်းလိုင်အပြည့်ရောက်လာသည်ကျွန်တော်ကိုလက်မထောင်ရလိုက်ပြီးသူတက်စုထဲဝင်သွားပြီးတန်းစီပါသည်တန်းစီချိန်တွင်နောက်တစ်နေ့မနေ့သွားရမည့်နေရာလောက်ွက်များကိုအတီးပေးဖက်ပြရသည်အားလုံးပြီး၍တန်းဖြုတ်ပြီးသည်နှင့်ကျွန်တော်ဝင်းလိုင်ကိုမေးလိုက်သည်ဟဲ့ကောင်ဘလို့လဲမင်းကောင်မလေးလာရဲ့လားတွေ့ခဲ့ရဲ့လားတွေ့ခဲ့ပါတယ်ဆရာကြီးပြန်သွားပြီလားနဲ့သူရောက်လာတယ်သူ့မိဘတွေရဲ့နေရလိပ်စာနာမည်တွေရောသိခဲ့ရဲ့လားသူနေတဲ့အိမ်ကျွန်တော်ကိုညွှန်ပြခဲ့တာပါသူ့နာမည်သာမေးပါတဲ့ဆွေကရောရွာလေလမ်းမကြီးထိပ်မှာနေတာတဲ့လူတိုင်းဘယ်သူမှမသိပါတယ်တဲ့မင်းအတွက်အခုမှစိတ်အေးရတော့တယ်မဟုတ်တဲ့မိမတွေနဲ့တွေ့မှဆိုလို့ပါကွာစခန်းသိမ်းဖို့နှီးပဲလို့တော့တယ်ပစ္စည်းတွေသိမ်းဖို့ငါ့ကိုသူ့စီကအဖေရပြီးပြီပဲတို့တက်ပြန်ရောက်ပြီးမှငါစင်ပြေတို့စီတင်ပေးမယ်မင်းသူ့စီမသွားနဲ့တော့စခန်းသိမ်းမိကိစ္စများဖြင့်ကျွန်တော်တို့လှုပ်ရှုပ်နေခဲ့သည်ညဘက်တွင်ခေပင်ကြီးစီမသွားရ၍ဝင်းနိုင်မှာခဏမငြိမ်ဖြစ်နေသည်ဖင်တကြွဖြစ်နေသည်မနှက်ပြတ်မနဲ့မိခင်တက်သို့ပြန်ရတော့မည်ဖြစ်သည်ဝင်းနိုင်မှာတညလုံးမေးပဲလူးလိမ့်နေသည်ကိုသတိထားမိသည်ကျွန်တော်တို့စခန်းသိမ်းမိနည်းနည်းစောစောတွင်ကြီးရလူကြီးများရောက်လာသည်ကျွန်တော်တို့ကိုလာရောက်နှုတ်ဆက်ခြင်းဖြစ်သည်တက်ရင်မှမော်တော်ယာဉ်များမရောက်လာသေး၍စောင့်ဆိုင်နေခြင်းဖြစ်သည်ဟဲ့ကောင်လရမိုင်မိုင်းမနေနဲ့မင်းကိုနိုင်ဝဲရှင်ပေးမယ်ကောင်မလေးကိုသွားပြီးနှုတ်ဆက်လိုက်မသွားတော့ပါဘူးဆရာကြီးဘာဖြစ်လို့လဲကွာမင်းမယ်မတွေ့ရမနေနိုင်ဘူးဆိုသူမှာထားတယ်နေခင်းမသူ့စီမလာခဲ့နဲ့တဲ့ညဘက်မှောင်မှသူ့ကိုတွေ့နိုင်မယ်လို့ပြောထားလို့ပါအဆမ်းပါလားမင်းကောင်မလေးကရှစ်တက်တယ်ထင်ပါရဲ့ထိုအခိုက်မှာပင်တက်မှကားကြီးများရောက်ရှိလာသည်တီးကားကြီးများဖြစ်သည်တက်စု3စုအတွက်ကားကြီး3စီးရောက်လာသည်အားလုံးနေရာယူပြီးသည်နှင့်ကျွန်တော်တို့ရွှေဝါမြေလိုအားပေးအဖွဲ့ဆွေကရော့ရွာမှနှုတ်ဆက်ထွက်ခွာလာခဲ့သည်ကြောက်တန်းတန်လင်လမ်းမပေါ်ရောက်တွင်ပင်းကံရွာမှပြန်လာသောလိုအားပေးအဖွဲ့ကားများကိုတွေ့ရသည်ကျွန်တော်တို့ကိုဆောင်ဆိုင်နေပုံရသည်ကျွန်တော်တို့ရောက်မှပေါင်းစုပြီးထွက်ခွာလာကြသည်ထိုနေ့မှာစနေနေ့ဖြစ်သည်ထိုအချိန်ကစနေနေ့နေ့ဝက်သာရုံးပိတ်သည့်စနစ်ကျင်းသုံးသောကာလဖြစ်သည်မနေ့ပြန်တနင်္ဂနွေနေ့သာနားရမည်ပင်ပန်းကဲ့တဲ့ပြည့်ထိုညကကျွန်တော်နှင်းနှင်းချာအိပ်ပျော်နေခဲ့သည်မနေ့ပြန်ရုံးပိတ်ရဖြစ်၍စိတ်ရှလက်ရှအိပ်လိုက်ခြင်းဖြစ်သည်ညနေစောစောကျွန်တော်အိမ်တကားလာခောက်တန်ကြားလိုက်ရသည်9 နာရီသာအချိန်ပင်ရှိသေးသည်ဆရာကြီးထားပါဦးသတင်းပို့ကြရှိလို့ပါခေါ်တန်ကြောင့်ကျွန်တော်အိမ်တကားဖွင့်ပေးလိုက်သည်လူပြိုဆောင်မှဝင်းလိုင်တငယ်ချင်း2ယောက်ကိုတွေးလိုက်ရသည်စောစောစီးစီးကွာဘာကိစ္စလဲဆရာကြီးတစ်ဖက်ဝင်းလိုင်လေးစိတ်ကတင်ထားတယ်ညနေနေလို့ခုမှလာသတင်းပို့တာပါဟေးဟုတ်လားဘာတန်ရလို့စိတ်ကပို့ရတာလဲဒီကောင်အရေးတဲ့တောက်တတ်တာမဟုတ်ဘူးညနေတစ်ခေါင်လောက်မှဒီကောင်ထအောင်လို့ကျွန်တော်တို့တဆောင်လုံးလို့သွားကြတယ်ဆွေကရော့ရကသူ့ဤစားလိုက်ရတယ်ဆိုပြီးအဆောင်ပတ်လေးလိုက်ရှာနေတာစိတ်ငြိမ်စေနဲ့အေးဆေးတွေတိုက်ထားတယ်လို့သိရတယ်တော်တော်ဆွဲလန်းကြီးတဲ့အကောင်ပဲအေးငါအခုပဲစိတ်ကလိုက်ခဲ့မယ်ကျွန်တော်ကြပြာမျက်နှာတက်လိုက်ပြီးတက်တွင်းစိတ်ကသို့လိုက်သွားသည်ဝင်းလန်ကိုလူနာကရင်ထည့်တွင်တွေ့လိုက်ရသည်ဆွေကရော့ရကမင်းစားလိုက်တာလေဆိုဖြစ်နိုင်မှာမလားငါ့ကိုပြောပါဦးညကကျွန်တော်အိပ်ပျော်နေတော့ဆွေကရော့ရကမစိန်မြင့်ကျွန်တော်ကိုအိမ်မပေးခဲ့တယ်သူကျွန်တော်ကိုတတိယဆွဲလန်းပြီးလိုက်လာတာတဲ့အဆောင်အထိလိုက်လာတာတရယောက်ကကျွန်တော်ကိုလှုပ်နှိုးလိုက်တယ်လို့ပဲကျွန်တော်နှိုးလာတော့ရှင်တော်အမြင်မဲ့မှာလူရိပ်လိုတွေးလိုက်ရတယ်ဒါနဲ့ကျွန်တော်လဲအဆောင်ကြီးတွေဖွင့်ပြီးလိုက်ရှာတာဘာမှမတွေ့ဘူးငွေချင်းတွေကိုနှိုးပြီး
အဆောင်ပတ်ပတ်လေးကိုလိုက်ရှာခဲ့ကြတယ်နောက်ဆုံးသူတို့ကဒီကောင်စိတ်မမှန်တော့ဘူးဆိုပြီးသီးကန်းပို့ခဲ့ကြတယ်အော်ဝင်းလိုက်ဆွေကတော်ရသူနဲ့တွေ့ပြီးမှဘလို့ဖြစ်ရတာလဲမင်းဆွေကတော်ကကောင်မလေးကိုဆွဲလန်းပြီးအိမ်မက်ပက်တာဖြစ်မယ်သူ့ကိုဆွဲလန်းသတိရနေတာအမှန်ပဲညနေဆောင်းလာတာနဲ့ကျွန်တော်မနေနိုင်တော့ဘူးကျွန်တော်ဘာဆက်လုပ်ရမလဲလောဆယ်ခဏတီးခံလိုက်အောင်နှစ်ပတ်လောက်အလုပ်တွေထားခဲ့ရတော့ရုံးမှလှုပ်ရှားရရှိသေးတယ်ပြီးတော့မှမင်းနဲ့ငါဆွေကတော်ရသွားကြမယ်သူ့မိဘတွေနဲ့တွေ့ပြီးနားဖောက်ပေးမယ်လိုအပ်တဲ့ထောက်ခံချက်တွေယူထားဖို့ပြောခဲ့မယ်ပြန်လာတော့တမှုကိုတင်ပြပြီးလက်ထပ်ခင်တင်ပေါ့ဟာဝမ်းသာလိုက်ရဆရာကြီးတကယ်ပြောတာနော်အေးပါလာမယ့်အပတ်တင်းတင်းကလေးနေ့သွားကြမယ်တနင်္လာနေ့မှာစပြီးရုံးလုပ်ငန်းများနဲ့လုံးလည်ရှာလေလိုက်နေတဲ့ဖြစ်ဝင်းလံကိစ္စကိုတတိမထားအမှတ်မရခဲ့ပါစနေနေ့နေ့ဝက်ရုံးစင်းချိန်တွင်ဆရာကြီးမနေ့ပြန်ဆွေကတော်သွားကြမှာနော်စောစောသွားမှနေချင်းပြန်မှုမိမယ်အေးပါသွားပါမယ်မင်းကဒီခီးစဉ်ကိုတောင်သိနေပါလားလိုရမယ်ရမေးမြန်းစုံစမ်းထားလို့ပါတနင်္ဂနွေနေ့ရုံးပရက်နည်းနည်းစောစောမိုးပင်မလင်းနေပါဝင်းလံကျွန်တော်အိမ်သို့ရောက်လာသည်ကျွန်တော်တို့ဆရာတွေပဲနှစ်ယောက်ရေတက်လေးကျင်ရဌာနချုပ်မှနည်းနည်းစောစောတန်လင်းဈေးသို့ပို့ပေးသည့်ဈေးကားဖြစ်လိုက်လာသည်ကြိုက်ခောက်ဖျားတွင်ဆင်းပြီးခရမ်းသုံးကဘက်သို့သွားသည့်ကားကိုပြောင်း၍စီးရသည်ကားလမ်းဆုံး၍လဲကြုံဖြစ်လိုက်ခဲ့ကြသည်နက်နက်10နာရီကျော်မှဆွေကတော်ရွာသို့ရောက်ခဲ့ကြသည်ရွာသို့ရောက်ပြီးဝင်းလံဤစားပြောသည့်လမ်းညွှန်အတိုင်းမေးမြန်း၍ဆွေကတော်ရွာလေးလမ်းမသို့ဝင်ခဲ့ကြသည်အသင့်တွေ့သောလူရည်တူကိုမေးမြန်းလိုက်သည်အော်မဆင်မြင်အိမ်လားရွာလေးလမ်းမကြီးထိပ်ဆုံးအိမ်ပဲသိပါတယ်ကျွန်တော်လိုက်ပို့ပေးမယ်ဒီနေ့တောင်သူတို့အိမ်အလှရှိတယ်ကျွန်တော်တို့မဆင်မြင်အိမ်ရှိအရောက်ရှန်ထဲတွင်လူများစီကနေသူကိုတွေ့ရသည်ပြုတ်ဦးစိန်မောင်ဒေါ်တင်မြင့်တို့ဒီမှာမြို့ကဧည့်သည်တွေလာတယ်လိုက်ပို့ပေးသည့်လူရည်ကအော်ခေါ်လိုက်တဲ့ဖြစ်အိမ်ပေါ်မှဦးစိန်မောင်နဲ့ဒေါ်တင်မြင့်တို့ဆင်းလာကြသည်လာပါအိမ်မော်တက်ပါဒီနေ့အိမ်မှာအလှလို့တာနဲ့အတော်ပဲဘယ်ကလာကြတာလဲဘာကိစ္စများရှိလို့ပါလဲဦးစိန်မောင်ကကျွန်တော်တို့ကိုနေရာပေးရင်းပြောလိုက်သည်ဒီကဆရာကမြင်မှုတယ်လို့ထင်နေတာတလောကချွေပါမြေလိုအားပေးနဲ့ရွာကိုရောက်လာတဲ့ရေတက်ကဆရာမို့လားဆရာတို့လိုအားပေးဆောက်တဲ့နေ့ကသမီးရက်လေအလူနဲ့တိုက်ဆိုင်နေလို့မုံငါးတွေတောင်လှင်းနေသွားဖို့ခဲ့သေးတယ်ဒီနေ့ဆွန်ကျွေးလူရှိတာတိလို့လာခဲ့တာလားဆွန်ကျွေးလူလာတာမဟုတ်ပါဘူးသူကကျွန်တော်တပည့်ပါချွေပါမြေလိုအားပေးလာတော့ကပါလာတယ်အဲ့ဒီကလာမှာပဲဦးသမီးမတ်စိန်မြင့်နဲ့တွေ့ဆုံပြီးမေတ္တာမျှခဲ့ကြတယ်အဲ့ဒါဦးသမီးမတ်စိန်မြင့်ကလူကြီးမိဘတွေစီလာပြောပြီးနားဖောက်ပါဆိုလို့လာခဲ့ကြတာဥတို့သဘောတူမဲ့ဆိုရင်ကျွန်တော်စကားမဆုံးမီဦးစိန်မောင်ကစကားဖျက်ပြောလိုက်သည်ဘာပြောတယ်ကျုပ်မှသမီး2ယောက်ရှိတာအကြီးမကအိမ်အောင်ကြပြီးကလေးတော်ရနေပြီအငယ်မမတ်စိန်မြင့်ကပိုးထီလို့ဆုံးသွားတာတလားရှိသားပြီဒီနေ့သူဆုံးတာတလားပြည့်လို့လာဖက်အလူလုပ်နေတာရွှေအမြေလိုအားပေးရဲဘော်တွေရွာကိုရောက်လာတဲ့နေ့ကသမီးရစ်လက်တဲ့နေ့ပဲဘလို့ဖြစ်တာလဲသမီးမတ်စိန်မြင့်ကမိဘတွေစီတောင်းရမ်းနှာဖောက်ဖို့ပြောလိုက်တယ်ဟုတ်လားဖះလောက်ကြပါဦးဦးစိန်မောင်စကားကြောင့်စွန်ကျွေးအလူရောက်နေသူများစားလက်စထမင်းဝိုင်းထားပစ်ခဲ့ကကျွန်တော်တို့အနီးဝိုင်းအောင်ရောက်ရှိလာကြသည်ဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပဲရဲဘော်တို့ရောက်တဲ့နေ့ကသမီးပိုးထီလို့ဆုံးသွားတာရစ်လက်တဲ့နေ့ဖြစ်နေပြီဒီရဲဘော်လေးကသမီးနဲ့ဘေးမှာတွေ့ခဲ့ကြတာလဲကျွန်တော်ရွာထိပ်ကခေပင်အောင်မှထိုင်နေတော့မတ်စိန်မြင့်ရောက်လာတာအဲ့ဒီခေပင်အောင်မှသူနဲ့စတွေ့ခဲ့တာရွာထိပ်ကခေပင်ကြီးဟုတ်လားသမီးမတ်စိန်မြင့်ကခေပန်းသိကြတာခေပန်းအကောက်သွားရင်အပင်အောင်မှပဲပိုးထီခဲ့တာသမီးနဲ့တွေ့ခဲ့တာသိကြရလားသမီးရဲ့ပုံပန်းစံတန်ကိုပြောပြပါလားအသားညို့ညို့အချက်မြင့်မြင့်သပင်တွေကတော်တော်ရှိတာကျွန်တော်နဲ့တွေ့တိုင်းသပင်တွေကဖားလျားချထားတတ်တယ်သူ့အသက်က16နှစ်လို့ပြောပါတယ်အဲ့ဒီဥတို့တော်တို့အမိနဲ့လိပ်စာကိုလည်းသူပဲပြောပြခဲ့တာဝင်းနိုင်ပြောလိုက်သောစကားကြောင့်ဘေးမလူများအားလုံးအံ့ဩမှင်တက်မိကုန်ကြသည်ဒီတငယ်ပြောတာတွေအားလုံးအမှန်တွေပါပဲမယုံနိုင်ကြပဲသူနဲ့တွေ့တဲ့အချိန်မှာသူဆုံးတာတပတ်ကြော်ရှိခဲ့ပြီးတော့သူကညနေဆောင်အဲ့ဒီခေပင်အောင်သွားနေကြပဲကွကျွန်တော်ဘယ်လိုမှမယုံနိုင်တော့ဘူးကျွန်တော်ယူတော့မယ်ထင်ပါရဲ့ကဲတငယ်ရအောင်သိပြမယ်ဦးနဲ့လိုက်ခဲ့ပါဦးစိန်မောင်ဦးဆောင်ရအောင်တို့ကျွန်တော်နဲ့ဝင်းလိုက်သွားကြသည်မကြမီရာထက်ရေကန်ဘေးရှိခေပင်ကြီးအောက်သို့ရောက်ခဲ့ကြသည်သမီးပို့ထိတာဒီညပဲတငယ်နဲ့တွေ့ကြတာဒီညပဲလားဟုတ်ပါတယ်နေတိုင်းလို့သူနဲ့တွေ့နေကြရောပဲကဲပါလိုက်ခဲ့ကြပါဦးရေကန်ကို꿰ပက်ပြီးလာခဲ့ကြရာရေကန်အလွန်တွင်တင်းချိုင်းကိုတွေ့ရသည်တင်းချိုင်းနဲ့ရောက်လာပြီးအကုတူရှိတွင်ဦးစိန်မောင်ရပ်တန့်လိုက်သည်ပြီးနောက်ငိုတံပါကြီးနဲ့ပြောလိုက်သည်ဒါသမီးအုပ်ကူပဲအင်္ဂလိပ်ရှောက်ရုံရှိသေးတယ်ငါတူယူမီလားဆိတ်လျှော့လိုက်တော့ကျွန်တော်တို့အုပ်ကူအသစ်တစ်ခုကိုတွေ့ရသည်အုပ်ကူထိပ်ဖက်တွင်မတ်စိန်မြင့်အသက်16နှစ်ဟုစာတမ်းရေးထားသည်ထိုအခိုက်လေးပြေလာတွင်ခရီးပန်းအနှံ့ရလိုက်သည်မနီးမဝေးရေကန်ထိပ်ရှိခရီးပင်စီမရနလားအုပ်ကူပေါ်တင်ထားသောခရီးပန်းကုန်းမရနလားဆိုသည်ကိုမဝေခွဲတတ်တော့ပါစကားပြောချိန်ကြာသွား၍ကျွန်တော်ရှိလက်ဖက်ရည်များအေးနေပြီဖြစ်သည်လက်ဖက်ရည်တွေအေးကုန်ပြီထင်တယ်တောက်လိုက်ပါဦးဆရာကြီးပြပြမှကိုဝင်းလိုင်ရဲ့အတိတ်ကဇလံကိုသိရတာဆရာကြီးပြောခဲ့တာဒီအမှန်ပဲလားကိုဝင်းလိုင်သဇင်ကသူ့ယောက်ျားကိုမေးလိုက်သည်ဘလို့မှမယုံနိုင်စရာအဖြစ်တွေမို့သဇင်ကမပြောခဲ့တာပါ
ဆရာကြီးပြောတာတွေအလိုအမှန်တွေပါပဲအဲ့ဒီတုန်းကဒီကောင်ဝင်းလိုက်ရွေးချယ်တောင်ဖြစ်ခဲ့သေးတယ်ဆွဲကြရသူမတ်စိန်မြင့်ရဲ့ဝင်းညင်နဲ့တွေ့ခဲ့တာထင်တယ်သူလဲကိုဝင်းလိုက်ကိုဆွဲလန်းစိမ့်နဲ့လူပြိုရေးတာအထိလိုက်လာတာဖြစ်မှာပေါ့ဘလို့ပြောရမှန်းတော့မသိတော့ပါဘူးတကယ်ကိုမယုံနိုင်ဖွယ်ရာအဖြစ်တွေမို့ထားလိုက်ပါတော့ဒါနဲ့ကျွန်တော်ပြောပြသေးကျွန်တော်အပေါ်တပည့်တယောက်လိုသာမကသွေးသားရင်းရှာလို့သွန်သင်ဆုံးမဆောင်းလျှောက်ခဲ့တဲ့ဆရာကြီးကျေးဇူးတွေမမေ့ပါဘူးအေးဆေးဆေးဆရာကြီးစီလာပြီးကြော့ပါအောင်မယ်ဆရာကြီးလိပ်စာပေးခဲ့ပါနော်အသင့်ပါလာတော့ကျွန်တော်လိပ်စာကပြနောက်ကျောဘက်တွင်လက်မှတ်ရေးထိုးရစဲထည့်ပြီးဝင်းလိုင်ကိုပေးလိုက်သည်လက်ဖေးတိုက်တာကျေးဇူးပဲညီသားဆိုတော့အိမ်မှာရှိပါတယ်ကျွရင်ဝင်လာခဲ့ကြသွားပြီးတပည့်ဟောင်းဝင်းလိုင်ကိုနှုတ်ဆက်ပြီးထွက်လာတော့ကျွန်တော်အတွေးဝဲဆွေကြော့ရွာအဖေများကတည့်ဝဲဝဲပြန်ပေါ်လာသည်ဇလန်လေးကတော့ဒီမှာတင်မဲ့ပြီးဆုံးသွားပါပြီခင်ဗျာကျွန်တော်ရဲ့ channel လေးမှာဗီဒီယိုအသစ်တွေကိုအပတ်စဉ်တောက်ကြတဲ့စနေနေ့တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe ပြီးလုပ်ပေးကြပါအောင်ခင်ဗျာအဆုံးအထိကြည့်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ